ခုနှစ်နှစ်ကြာနေအိမ်ကျေကျုပ်ကနေလွတ်မြောက်လာတဲ့မြန်မာဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာလွတ်မြောက်လာပြီး10 ရက်ကြာ10 နှစ်ကျော်ကွဲကွာနေရတဲ့သူ့ရဲ့သားငယ် Kim Aris ခေါ်ကိုထိန်လင်းနဲ့နိုဝင်ဘာ23 ရက်မနေ့ကပထမဦးဆုံးကြိမ်ပြန်လည်တွေ့ဆုံခွင့်ရခဲ့ပါပြီအသက်33 နှစ်အရွယ်ကိုထိန်လင်းဟာသူ့မိခင်ပြန်လည်လွတ်မြောက်လာမဲ့အချိန်ကိုက်ဘန်ကောက်မြို့ကိုရောက်ရှိလာပြီးမြန်မာတန်ယုံမှာပြည်ဝင်ခွင့်ဗီဇာလျှောက်ထားခဲ့ရမှာအခုတော့နေထိုင်ခွင့်ဗီဇာတစ်လရခဲ့တယ်လို့သိရပါတယ်။ရန်ကုန်မင်္ဂလာတုံလေဆိပ်ကိုဆက်ရောက်လာတဲ့သားငယ်ကိုဝမ်းမြောက်ဝမ်းသာနဲ့ဒေါ်အောင်ဆန်းစုကြည်ကလည်းကြိုဆိုခဲ့ပါတယ်။ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးခဲ့တဲ့မြန်မာအာဏာပိုင်တွေကိုလည်းကျေးဇူးတင်ပါကြောင်းလည်းရှေ့နေကြီးဦးညံဝင်းကတဆင့်ပြောခဲ့ပါသေးတယ်။ကိုထိန်လင်းဟာရခင်ကလည်းပြည်ဝင်ခွင့်ဗီဇာအကြိမ်ကြိမ်လျှောက်ထားခဲ့ပေမဲ့ငင်းပယ်ခံခဲ့ရပါတယ်။ရန်ကုန်လေဆိပ်ကိုရောက်ချင်းပဲကိုထိန်လင်းဟာသူ့မိခင်ရဲ့ဒီမိုကရေစီရေးလုပ်ငန်းတွေကိုထောက်ခံကြောင်းပြသတဲ့အနေနဲ့သူ့ဘယ်လက်မောင်းပေါ်မှာထိုးထားတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံပုံစေးမင်ကြောင်ကိုဒေါ်အောင်ဆန်းစုကြည်ကိုပြသခဲ့တာကိုပရိသတ်အများကမြင်တွေ့ခဲ့ရပါတယ်။တကယ်တမ်းလဲ1988ခုနှစ်မမကျန်းဖြစ်နေတဲ့မိခင်ကြီးဒေါ်ခင်ကြီးကိုပြုစုဖို့ပြန်လာချိန်နိုင်ငံနဲ့အဝှမ်းပြည်သူလူထုတရက်လုံးကတခဲနဲ့အုံကြွတောင်းဆိုခဲ့ကြတဲ့ဒီမိုကရေစီရေးလှုပ်ရှားမှုကိုခေါင်းဆောင်ဖို့နိုင်ငံလွတ်လပ်ရေးခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးပြည်ရဲရဲရင်ရင်ပြက်ပြက်သားသားဆုံးဖြတ်ရွေးချယ်ရာကပျော်ရွှင်သားရတဲ့မိသားစုဘဝကိုဒေါ်အောင်ဆန်းစုကြည်လက်လွတ်ခဲ့ရတော့တာပါပဲဒေါ်အောင်ဆန်းစုကြည်မရှိတဲ့နောက်ပိုင်းသားနှစ်ဦးကိုခင်မွန်းဖြစ်သူဗုဒ္ဓဘာသာရေးပညာရှင်ဒေါက်တာမိုက်ကယ်အဲရစ်ကပဲထိန်းကျောင်းနေခဲ့ရပါတယ်1999မှာစီးကျိတ်ကင်ဆာနဲ့ဒေါက်တာမိုက်ကယ်အဲရစ်ကွယ်လွန်ပြီးချိန်နောက်ပါတော့သားနှစ်ဦးရဲ့ဘဝဟာကိုချီတော့ပေါ်ကိုရက်တီရတဲ့ဘဝကိုရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့မကြာသေးခင်ကတွေ့ဆုံမေးမြန်းခန်းတစ်ခုမှာဒေါ်အောင်ဆန်းစုကြည်ကပြောခဲ့ပါတယ်ဒါပေမဲ့သားနှစ်ဦးစလုံးကသူ့အပေါ်ကောင်းကြတယ်သူ့ဘဝနဲ့သူ့အလုပ်ကိုနားလည်ပေးတယ်လို့လည်းဒေါ်အောင်ဆန်းစုကြည်ကဆိုပါသေးတယ်2004ခုနှစ်အင်္ဂလန်နိုင်ငံတို့ The Weekly သတင်းစာနဲ့တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာကိုထိန်လင်းကလည်းသူ့မိခင်ရဲ့ဒီမိုကရေစီရေးတိုက်ပွဲကိုသူနားလည်ဂုဏ်ယူတယ်လို့ပြောခဲ့ဘူးပါတယ်အခုကိုထိန်လင်းဟာအင်္ဂလန်မှာ Jasmine နဲ့ Jamie လို့ခေါ်တဲ့ကလေးနှစ်ဦးကိုပိုင်ဆိုင်တဲ့ဖခင်တဦးဖြစ်နေပြီးလက်သမားအလုပ်ကိုလုပ်ကန်ရင်းတောက်မွေးဝမ်းကြောင်းပြုနေရပါတယ်ဘလို့ပဲပြောအခုတော့အမေနဲ့သားပြန်ဆုံတွေ့ရမှုဟာသူတို့ရဲ့ဘဝမှာစိတ်အလှုပ်ရှားစရာအကောင်းဆုံးကာလလို့ပဲဆိုရတော့မှာပါပြန်ဆုံတွေ့ပြီးနောက်တစ်နှစ်အစောပိုင်းမှာသားအမိနှစ်ယောက်ရွှေတကုံစေရီရောကိုတွားရောက်ဖူးမြော်ရပါသေးတယ်စုံစည်းခွင့်ရတဲ့တလကာလအတွင်းမှာဗုဒ္ဓဘာသာမိယိုးဖလာထုံးစံအတိုင်းမိခင်ကသားငယ်ကိုရဟန်းပြုပေးမယ်လို့သတင်းတွေလည်းထွက်နေပါတယ်အဖွားဒေါ်ခင်ကြီးမကွယ်လွန်မီကဖခင်နဲ့အကိုဖြစ်သူတို့နဲ့အတူကိုထိန်လင်းသင်္ကန်းစီးခဲ့ပူပါတယ်ခုချိန်ထိတော့ဘယ်ရက်မှာဘယ်မှာသင်္ကန်းစီးမယ်ဆိုတာမသိရသေးပါဘူးတကယ်သင်္ကန်းစီးကြပြီဆိုရင်လည်းကုသိုလ်မျှဝေယူနိုင်အောင်လို့ကျွန်တော်တို့ EAOD ကတင်ပြပေးပါဦးမယ်လို့သတင်းကောင်းပါအပ်ပါတယ်ခင်ဗျာ